ရမတဲကိုစိုက်ဝင်တဲ့တက်တီခံကြလေးတစ်ခုကရင်အမျိုးသမီးပေါ့ဗုဒ္ဓဘာသာဝင်ရနေပြီးတော့မှဒီခင်မွန်းတဲ့ခရိယန်ဖြစ်တဲ့အတွက်သူလည်းခရိယန်ဖြစ်လာတာပေါ့ဒါပေမဲ့သူဒီယေရှုခရစ်တော်အသက်ရှင်ကြောင်းကိုတော့အမှန်ကန်တွေ့ခဲ့သူဖြစ်တဲ့အခါမှာအလွန်ယူအားတယ်ပြောရမှာပေါ့နော်ယူရှင်းနေဆိုတဲ့စကားလုံးတွေယူအားတယ်ကိုကျွန်တော်သုံးပေးတယ်။ဘာကြောင့်လဲဆိုတော့အမျိုးသမီးရဲ့ဘဝမှာနှစ်ပေါင်း10စုနှစ်နဲ့ချီပြီးတော့မှထောင်ဝင်စွာတော့တွေ့ရတဲ့ဒုက္ခဆင်းရဲခြင်းတွေသားသမီး၄ယောက်နဲ့စပေးစစ်တမ်းတွေတင့်ပြီးတော့မှဒီကျွန်တော်တို့ဒုက္ခတွေခံယူပြီးအနောက်နိုင်ငံကိုရောက်သွားတယ်အဲ့တော့ဒုက္ခပေါင်းများစွာကိုကြုံတွေ့ရတဲ့မုတ်ဆိုးမတစ်ယောက်အမေရိကကိုရောက်သွားပြီးတော့မှအမေရိကကကျွန်တော်တို့တင်းအုပ်ဆရာပေါ့တွေ့တဲ့အခါမှာအဲ့မှာပါဝင်တယ်ပေါ့ကွာလူမျိုးတူပေါ့ပါဝင်တဲ့အခါမှာမုတ်ဆိုးမဖြစ်တဲ့ background မရှိဘူးဒုက္ခဆင်းရဲတွေရောက်တယ်ဒီအလုတ်ချိန်တွေကိုစခေါင်းပုံဖြတ်ခြင်းကိုခံရတဲ့အရာထဲမှာတဲ့သူ့ရဲ့လူမျိုးအချင်းချင်းပါပဲဟာကျွန်တော်အရင်ကြည့်ကြွယ်သွားနော်ဒီအနောက်နိုင်ငံကိုရောက်တဲ့အထိပေါ့နော်သားသမီး၄ယောက်ငယ်ငယ်လေးနဲ့ရောက်သွားတဲ့အထိသူ့မှာဒုက္ခပင်လယ်ဝေးအဲ့တော့သူကတက်တည်ခံတယ်အခုတော့တဲ့သူ့သားသမီးတွေဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဘွဲ့တွေရအလုပ်တွေရသွားပါပြီတဲ့၄ယောက်လုံးတဲ့ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်အခုတဲ့သူအင်္ဂလိပ်လိုပြောတဲ့အင်္ဂလိပ်အသင်းတော်မှာပဲတက်တော်တယ်သူရန်ပြောမစုံတော့လန့်သွားတယ်ခရိယန်ကျမတို့မြန်မာနိုင်ငံကခရိယန်အသင်းတော်တွေအသင်းဥဆရာတွေဒါမှမဟုတ်ဒီအသင်းတော်တွေကဒီလိုပဲလုပ်ရတာတော့ပြီးတာပေါ့နော်တင်းအုပ်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဲ့တော့သူ2နှစ်တဲ့အောက်ပိုင်းတည်တယ်လို့ဖြစ်သွားတာပေါ့အခုချင်းနဲ့သွားတဲ့အချိန်မှာတဲ့မန်ပါကြီးထည့်ရတယ်တဲ့သူတို့အတင်းတော်ကမန်ပါကြီးမထည့်နိုင်လို့ဖြုတ်လိုက်တယ်မန်ပါကြီးမထည့်နိုင်လို့ပေါ့နော်မန်ပါကြီးမထည့်ဝင်တဲ့အတွက်အတင်းသားကနေပြီးတော့သူဖြုတ်လိုက်တယ်အတင်းသားဖြစ်ကနေပယ်ထုတ်လိုက်တယ်အဲ့ဒီလာပြောတဲ့ခါမှာကျွန်တော်ရန်ဟတ်ထိရပြောမှာပေါ့နော်ဒီနေ့စုခံစားရတယ်ဒါတကယ်ဖြစ်ရှင်တယ်လေအဲ့တော့သူတက်တိခန္ဓာတော့အများကြီးပဲနော်ဒုက္ခချင်းရဲတွေလည်းအများတချို့ဆိုပြောမကောင်းတဲ့ကိစ္စတွေပါပါတယ်နော်ပြောလို့ပါဇက်ကနေရောမှပြောမထွက် public မှာမတင်သင့်ဘူးဆိုတဲ့ကိစ္စတွေပါပါတယ်ပေါ့နော်တင်းအုပ်ရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းတွေတော့ခံခဲ့ရတယ်ကျွန်တော်သူတို့နောက်နိုင်ငံရောက်သွားပြီဆိုရင်အမေရိကကိုရောက်သွားပြီဆိုရင်ရန်ဒီတက်တာချင်းတွေရသွားပြီကောင်းစားခြင်းတွေရသွားပြီလို့ထင်တော့ညားလဲပဲပေါ့နော်သူဖြတ်တန်းတဲ့ဒုက္ခတွေကကျွန်တော်ဖြတ်တန်းတဲ့ဒုက္ခဆင်းရဲခြင်းပေါ့နော်ကျွန်တော်ဖြတ်တန်းတဲ့ဒုက္ခဆင်းရဲခြင်းတဲ့အစတရားမကပို့နေတယ်မှကျွန်တော်အဲ့ဒါသူကစကားတစ်ခုပြောတယ်ဗာပြောလဲဆိုတော့ကျွန်မယေရှုခရစ်တော်ကိုဘာသာပြောင်းပြဖို့ဆွန့်ပစ်ဖို့အချိန်ချင်းဖြစ်တယ်ဒါပေမဲ့တဲ့ယေရှုခရစ်တော်ဖျားအစစ်ဖြစ်ကြောင်းအမှန်အကန်ဖြစ်ကြောင်းကိုယေရှုခရစ်တော်ကိုယ်တိုင်ကနေပြီးတော့မှတက်တည်ထူထားတဲ့အတွက်ပေါ့နော်ဒီနေ့တော့အဲ့ဒီဒုက္ခဆင်းရဲခြင်းတွေကပြီးခဲ့ပါပြီတဲ့လုတ်ချင်းခွင့်ရပါပြီကျွန်တော်ရောင်းဝနေသွားတယ်ပေါ့နော်ငါတို့ထက်ပေါ့နော်အစတရားမကသစ္စာရှိသောအမျိုးသမီးကြီးသွားတာနော်အမျိုးသမီးကအသက်တော်ကြီးပြီကလေးလည်းကြီးသွားပြီပေါ့နောက်နိုင်ငံမှာပဲကြီးတာပေါ့အဲ့တော့ဒီနေ့ကျွန်တော်တို့အဲ့လိုတည်ကွဲစရာဖြစ်စဉ်တွေတကယ်ရှိနေလားနော်အဲ့တော့ကျွန်တော်တို့အမှုတော်ဆောင်နေရင်းနဲ့တွေ့တဲ့ဒုက္ခအခုကျွန်တော်တို့စစ်ဖေးစစ်တမ်းတင်ပြီးတော့မှနေအိုးအိမ်တွေစွန့်ပြီးတော့မှထားခဲ့ရတဲ့ဒုက္ခဆိုတဲ့စကားစုထက်အစပေါင်းများစွာပြင်းထန်တဲ့ဒုက္ခတွေကိုတွေ့ရတာတော့မှ
ဒီသစ္စာနဲ့ကိုယ်ွယ်ခြင်းဆိုတဲ့ပြရုပ်တစ်ခုကိုမိခင်ချင်းရှိမှတွေ့ရတယ်ပေါ့နော်ခင်ရဲ့အမျိုးသမီးကျွန်တော်ဘုရားကိုလည်းကျေးဇူးတင်တယ်ဘုရားသခင်ရှိမှအဲ့လိုသစ္စာရှိတဲ့အမျိုးသမီးကြီးရှိနေတဲ့အတွက်လေကျွန်တော်ဝမ်းမြောက်တယ်အဲ့တော့ကျွန်တော်ရိုးရှင်းဝင်ခံရရင်တော့သူ့လောက်ဒုက္ခမျိုးကိုကျွန်တော်မကြုံရသေးဘူးအဲ့ဒါကိုကျွန်တော်ဝန်ခံပါတယ်ဒါကြောင့်မိခင်ကြီးကိုဘုရားသခင်ပို့ပြီးတော့မှတိုးပြီးတော့မှမဆပါစေညီတဲ့ချင်းနေနဲ့ပျော်ရွှင်ခြင်းနေနဲ့ဘဝကိုအဆုံးသတ်ပြီးတော့မှထာဝရကာလမှာဆုလက်တဲ့ကိုရပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်မိခင်အာမင်